Come with me. ဤတော့အခုရောက်နေတာက Vermont ရဲ့ store ဆိုတဲ့မြို့လေးမှာရှိတဲ့ Mansfield Gondola Scenic Ride ကိုစီးမှာပါဒီ Gondola စီးပြီးတော့တောင်ပေါ်ကိုသွားမှာပါတစီးကိုအများဆုံး6ယောက်ထိစီးလို့ရပါတယ်အခု Mount Manfield ဆိုတဲ့တောင်ပေါ်ကို Gondola နဲ့သွားနေတာပါတောင်ပေါ်ရောက်ဖို့ကိုအနည်းဆုံး15မိနစ်လောက်တော့ကြာပါတယ်ဒီမြင်ကွင်းကတော့ Gondola နဲ့တောင်ပေါ်ကိုသွားနေတဲ့မြင်ကွင်းမှာတောင်ပေါ်တက်တဲ့အချိန်မှာအပြင်ကရှုခင်းကအရန်ကိုတာယာပါတယ်ရာသီဥတုကလည်းအေးလေးနဲ့တစ်ပေအရောင်တွေကလည်းအနီအဝါတွေအပြည့်နဲ့တောင်တစ်ခုလုံးကအရန်ကိုလှပါတယ်တောင်ပေါ်မှာလေကအရန်တိုက်တယ်လေတိုက်တော့အရန်လေးအေးပါတယ်ဒါကတောင်ထိပ်ပေါ်ကနေအောက်ကိုမြင်ရတဲ့မြင်ကွင်းမှာပကြီးကားတစ်ချက်လိုပဲရမ်းကိုလှပါတယ်တောင်ပေါ်မှာတပ်ပုံတွေလည်းအဝါရိုက်ပြီးသွားပြီးလူကလည်းအရန်ချမ်းနေပြီးနေကလည်းဝင်တော့မယ်ဆိုတော့တောင်အောက်ဆင်းတော့မယ်နော်တောင်အောက်ကိုလိုက်ကြည့်ကြပါအောင်store လာရင်ဒီ Mansfield Scenic Gondola Ride ကိုစီးပြီးအောင်စီးဖို့ recommend လုပ်ပါတယ်တောင်အောက်ရောက်တော့ဒီ Gondola နဲ့ဓာတ်ပုံရိုက်ကြတယ်ပြီးရင် hotel ပြန်ပြီးနားပါတော့မယ်နော်